မင်းမပြတ်သေးဘူးကွာအေးဟုတ်ပြီဆိုင်ရချုပ်တာကွာချုပ်တာအောင် ခဏလေးပါကွာ ဘာလို့ကျင်တော့ပြော တော်တယ်ကွာခဏလေးပါခဏလေးပါ ပြန်ခိုင်းနေပြန်တော့လေကွာအကောင်းနေတာ ဟုတ်ဘူး ဘာဖြစ်ရှင်တော့ဒီမှာသစ္စာရတခါတိုက်လိုက်ရမယ်ဒီမှာလေဟမ် ဟုတ်ပါလို့ပါကွာ ဘလို့ရင်အေးစစ်စစ်ပြန်တော့ငါပြောပြီးနော်သစ္စာရင်ငါတိုက်ရင်မင်းဒီတက်ပူဆိုးမဲ့ဆိုတာမင်းသိရနော် ဟုတ်ပါကွာတိပါ ဒီမှာဘာလဲဆိုတာမင်းမြင်နေနော် ညီမလေး အေးနော် ဒီကွာတိပါလေမင်းခဏလေးပါခဏလေးပါခဏလေးပါဘာမှမလုပ်ပါဘူးမင်းတို့ကြောက်ပါလေကွာ ဟာမင်းတို့ဘာမှမလုပ်ဘူးကွာ ဒီပါ ငါကူညီပေးရှင်တာဟုတ်ပြီလား ဒီကွာဒီခဏလေးဆောက်ပါမထွက်တော့ပါဘူးမနေမဲမထွက်တော့မှာခဏလေးပါကွာ ဘာဖြစ်လို့လဲပြောမှန်တယ်ပြောအားပြောဘာလို့တော့ပြောဟောမှန်တယ်ပြောလေပြော ဒီကမှာဖိုင်လို့ကွာဒီကမှာမပါချင် တော်ငါပြီးရင်ပြောလိုက်မယ်တော့ ဒီကဒီရလာဒီရလာတော့နောက်တော့ခိုင်းလို့ရှိရင်တခြားကြောက်ပြီကွာတခြားကြောက်မှာမရှိဘူးသူ့နာမည်ချင်းတော့ငါသူ့နာမည်ကြီးဒီလာမှလည်းရှိပြီ မင်းနဲ့မဆိုင်ဘူးလေဒါပေမဲ့မင်းနဲ့မဆိုင်ဘူးလေမင်းသိတယ်ဆိုအဲ့ဆိုငါစေးတိုက်မှာနော် ဟုတ်ပါကွာ အေးအဲ့ဆိုအေးသေးသေးသွား ရပါပါခဏလေးပါခဏလေး အတိတ်ကနေ30ကြီးလို့မှမင်းမသွားဘူးလေဆိုရင် ဟုတ်ပါနဲ့ကွာခဏလေးပါကွာ ကဲ ငါတန်ရုံးစနေကြည့်နေလို့ခဏလေးပါ နဲ့ ခဏပြီးတော့ကွာလာပြီးရစပါနဲ့ လေးဟာ ခဏလေးပါကွာခဏလေးပါလို့ခဏလေးပါ သွားတော့ကွာအေးသေးသေးသွားတော့ ခဏလေးပါ ဖတ်တော့လေဒုက္ခမပေးနဲ့ ငါဒုက္ခမပေးတော့ပါဘူးငါ ငါလည်းမင်းကိုဒုက္ခမပေးချင်ဘူးလေငါမင်းကိုခုဒုက္ခပေးနေမှာငါနားလေးကိုပြောပြပေးနေတာဟုတ်ပြီလားငါဘက်ကလည်းနားလေးပြီးလေငါလည်းလူတယောက်လုံးကြီးကိုငါဒီဘက်မှာဟုတ်ဘူးလားငါရှိကြုံဒီလိုလာခဲ့တဲ့လူကို မောဘူးမင်းစီစဉ်ငါဘာမှမရှိတယ်နားလေးပါလေခဏလေးပါမင်းမပြောလို့ပါထွက်တတရရင်ထွက်တော့ဘာမှမလုပ်ပါဘူးနော် သွားတော့အခုထွက်သွားခိုင်းနေပြီနော်သွားအေးသေးသွားတော့ ငါတန်းနေမဖြတ်ပါဘူး သွား